depression တစ်ချင်းလေးဆိုတော့မဖြစ်ပါနဲ့ depression ဆိုတော့အားလုံးသိကြမှာဖြစ်ပါတယ် depression ရဲ့အဓိပ္ပာယ်ကိုကျွန်တော်ပြောပြပါမယ်အဓိပ္ပာယ်ကို run ဒီမှာdepression ရရတာတဲ့တဲ့များကိုဘာမှစိတ်ဆူရချပါလေဘုံကြီးအားရတဲ့ခွေးတဲ့ချီမင်းစနာပြီးတဲ့အဲ့ချိုးနဲ့ထားရတဲ့ဟာမင်းနဲ့များဒီဟာဒီချမ်းမရဲ့စတူတမှုနဲ့ငါတို့ကြည့်ရတဲ့ဆံကောင်းတဲ့ချင်းလေးတို့ကမလေးဒီကိုလေသမီးအားလို့ကြည့်တက်ကြလို့ဆက်စစ်ဖို့ပေါ်ရနေမှာပြောရလို့ဆိုရတော့Hello, ကျေးဇူးတင်ပါတယ်ခင်ဗျာ